အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ ACM နဲ့ပတ်သက်တဲ့မှာအဲမှာ water site ပေါ့ကျွန်တော် ACM မှာကျွန်တော် air site နဲ့ water site မှာ water site မှာကျွန်တော်တို့ဒီ pan နဲ့ပတ်သက်တဲ့ဒီ pan fork အကြောင်းလေးတစ်ချက်လောက်ကျွန်တော် share လုပ်ကျွန်တော်ပါအဲ့တော့အဓိကကျွန်တော်ဒီ pan နေမှာကျွန်တော်ဖြစ်နိုင်တဲ့အချက်တွေပေါ့နော် common fault လို့ခေါ်အဓိက pan နေမှာအဓိကဖြစ်နိုင်တဲ့အချက်တွေဘာတွေရှိနိုင်လဲဆိုတော့ number 1ကကျွန်တော်ဘာတွေဖြစ်နိုင်လဲဆိုတော့ number 1ကကျွန်တော်တို့ cavitation ပေါ့ pan မှာဖြစ်နိုင်တဲ့အဖြစ်များဆုံးပြဿနာတွေ number 1က cavitation ပေါ့ number 2ကကျတော့ဆိုတော့ကျွန်တော်ဒီ pan နဲ့အတွင်းတော့ pipe တွင်းမှာ noise ဖြစ်တဲ့ပြဿနာတွေဖြစ်နိုင်တယ်ပြီး pan မှာဆိုတော့ vibration ဖြစ်တာတွေ pan အဝင်နဲ့ထွက်တွေမှာဆိုတော့ leakage ဖြစ်တဲ့ကိစ္စတွေ water hammer ဖြစ်တာမျိုးတွေက pan မှာအများဆုံးဖြစ်တဲ့ပြဿနာတွေပေါ့နော်အဲ့တော့အဲ့မှာ process check pan မှာဖြစ်နိုင်တဲ့ cavitation ကပါတယ် cavitation ဘာကြောင့်ဖြစ်လဲဆိုတော့အဓိကဒီ pan ရဲ့မှာကျွန်တော်အဝင်နဲ့အထွက်ပိုင်းရှိရပါတော့ကျွန်တော် pan inlet ရှိမယ် outlet ရှိမယ်အဲ့တော့အဝင်ဘက်ချမ်းမှာတစ်ခါကြရင်ဆရာမကျွန်တော်ဘာဖြစ်လဲဆို pressure ကျပြီးတော့ထဲထဲမှာရေပီပေါင်းလေးတွေဖြစ်လာအဲရေပီပေါင်းတွေဖြစ်လာတဲ့ cause ကိုကျွန်တော်ဘာလို့ခေါ်လဲဆို cavitation ဖြစ်တယ်လို့ခေါ်တယ်เนาะအဲ့တော့ဒီ cavitation ဖြစ်ရင်နောက်ဆက်တွဲကကျွန်တော်ထဲထဲမှာရှိပတ်ရင်အိမ်အတွင်းအိမ်ကိုကျွန်တော်အိမ်ထဲမှာတွားပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုရင် corrosion တွေဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော် cavitation ဖြစ်တာကိုကျွန်တော်တို့ရှောင်ဖို့လိုတယ်ဗောနော်ဒါပထမဆုံးပတ်မှာဖြစ်နိုင်တဲ့အချက်လေးတွေဗောနော်ကျွန်တော်အချက်လေးတွေဒါပထမဆုံးပတ်မှာ cavitation ဖြစ်နိုင်တယ်နောက်တစ်ခုကကြောက်ဘာလဲဆိုတော့ကျွန်တော်ပတ်နေမှာ pipe တွေမှာ noise တွေဖြစ်နိုင်တယ် noise တွေဖြစ်နိုင်တယ်အဲဘာကြောင့် noise တွေဖြစ်တာလဲကျွန်တော်ပိုက်ကိုဘာကြောင့်ပတ်မှာပိုက်ထဲမှာရှိတဲ့ဒီ water site မှာပိုက်မှာဘာလို့ဆိုတော့ noise ဖြစ်တာတော့အဓိကကျွန်တော်ပိုက် site ရွေးတဲ့အားရယ်เนาะပိုက်ထဲမှာစီးနေ velocity ပေါ့เนาะဆိုတော့ပိုက် site ရွေးတဲ့ပိုက် site အကြီးသေးရွေးတာမှားပါပိုက် site selection လုပ်တာမှားလို့ရနောက်တစ်ခုကဒီပိုက်ထဲမှာရှိတဲ့ကျွန်တော် velocity ပေါ့ velocity ကိုကျွန်တော်ရွေးတာမှားသွားရင်ကျွန်တော်ပါဆိုပိုက်ထဲမှာ noise ဖြစ်တာတွေကျွန်တော်ဖြစ်နိုင်တယ်ပေါ့เนาะဒါကျွန်တော်ပတ်မှာအများဆုံးဖြစ်တဲ့အချက်နှစ်ချက်ပထမချက်က cavitation ပေါ့ဒုတိယချက်ကကျွန်တော်အခုပြော noise ပေါ့တတိယချက်ကတော့ကျွန်တော်ပါဆို vibration ကျွန်တော် vibration ဖြစ်တာvibration ဘာကြောင့်ဖြစ်တယ် pan တွေမှာဘာကြောင့် vibration ဖြစ်တာလဲဆိုတော့ကျွန်တော်အဓိကဒီ pan တွေကိုဆင်တဲ့အခါမှာကျွန်တော်ဒီ inertia block တွေနောက်တစ်ခုသူ့မှာ pan တွေမှာတုံးတဲ့ကျွန်တော်တက်ဆိုင်ရာကျွန်တော် vibration isolator ကိုတေချာစနစ်ကြမတုံးဘူးဆိုရင်ကျွန်တော် pan တွေမှာဘာဖြစ်နိုင်လဲဆိုရင် vibration ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော် pan common form မှာရှိတဲ့အချက်၃ချက်ပေါ့နော်နောက်တစ်ချက်ကကျွန်တော် pan ရဲ့အဝင်ထွက်တွေမှာကျွန်တော်ဘာဖြစ်နိုင်လဲဆို leakage တွေဖြစ်နိုင်တယ် leakage ဖြစ်တဲ့အချက်တွေရှိတယ် leakage ဖြစ်တဲ့ဆိုတော့ sea တွေတေချာစနစ်ကြမလုပ်တဲ့ installation လုပ်တာစနစ်ကြအဆင်မပြေ watt mine shit တွေအဆင်မပြေဘူးဆိုတော့ကျွန်တော်တို့pan နေမှာ leakage ဖြစ်နိုင်เนาะဒီဟာလေးကကျွန်တော်ဒီနေ့ရှင်းလုပ်ပြီးတော့နောက်နေ့မှာကျွန်တော်ဆက်ပြီးတော့ pan နဲ့ပတ်သက်တဲ့ common fault တွေကိုဆက်လက် sharing လုပ်ပေးပါ